တော့ပြည့်ဒီနေ့ခေတ်ဇက်ဒီပြည့်ဘာအရသာရှိအဲ့ဒါကြဲကြဲလို့ဘာအရသာရှိလို့လာစမ်းဒီဘက်တန်လာထိုင်အဲ့ဒါထိုင်ဘယ်တို့ပြက်လာမင်းတတ်မနေနဲ့မေးမအောင်မမျက်နှာခတ်ဒီနဲ့ကြောက်ကမြန်ကြောက်လိမ့်မယ်မှတ်နေတယ်သူ့မေးမတော့လို့မင်းတတ်ကြောက်ကိုမကြောက်တာမေးမနာမည်ဘယ်လိုခေါ်တော့ဟမ်မောင်းစေမောင်းနေပြီအထီးကြောင်းအားကြမောင်းစေဒီသားမှာမောင်းသိပြင်းမဲ့အကြီးကိုမောင်းစေဘယ်ကညောင်းပဇတ်နဲ့ခင်ဗျားတို့ကြီးလင်းနေတော့တွေးတော့မှာပါအလိုလိုမှဒီပဇတ်ကဗျာမရာပဇတ်ပါစမှာနာမည်ကမောင်းသိတရားလောင်ဆိုညောင်း